down payment သက်သာဆုံးနာမည်ကြီး AB Developer ရဲ့ Pet Friendly Device 2.0 ကွန်ဒိုလေးကိုပိုင်ဆိုင်လိုပါသလား3ခန်းနဲ့ထပ်ဝယ်ယူမှာ 3% discount ရမယ်ပူပါနဲ့ Home Thailand Estate မှာဆိုဘဏ္ဍခမ်းမဲ့ဝယ်3% discount ရမယ်အပြင် IKEA ရဲ့ဘတ်6000ဘူး gift voucher ပါရရှိအောင်ပါနော်အခုရောက်ရှိနေတဲ့အခန်းလေးကတော့1 bedroom 30.5 square meter အခန်းလေးပါဒီ project က building စုစုပေါင်း6ခုပါရှိမှာဖြစ်ပြီးတော့ building C နဲ့ D ကတော့ pet friendly building လေးပဲဖြစ်ပါတယ်။ location ကတော့အစိမ်းလိုက် BTS ဦးအောင်စုနဲ့900မီတာအကွာမှာတည်ရှိရဖြစ်ပါတယ်။ project ကနေ BTS ကိုလည်း shuttle bus စီစဉ်ပေးအောင်ပါနော်။ True Digital Park နဲ့ 1.9 km Cloud 11နဲ့ဆို 1.7 km မကြခင်သားလို့ပြီးစီးတော့မယ်အရှိတောင်အာရှရဲ့အကြီးဆုံးဖြစ်လာမဲ့ဘန်ကောက်မောနဲ့ဆို9မိနစ်အကွာမှာတည်ရှိရမှာဖြစ်ပါတယ်။1ဦးအောင်စုနဲ့ဆို950မီတာအကွာမှာတည်ရှိရဖြစ်ပါတယ်။ location အဖြစ်အချက်ချာကြအကြောင်း investor တွေရောကိုယ်တိုင်နေဖို့စဉ်းစားနေတဲ့သူတွေရောအကြိုက်တွေ့စေမဲ့ကျိုးပွိုင်းကွန်ဒိုလေးပဲဖြစ်ပါတယ်။ဒီ project ဟာဆိုရင် down payment 12%မြန်မာငွေ300ကျော်ဝန်းကျင် final payment 88%ကို2029ဇူလိုင်မှပေးချေရမှာမလို့ငွေစုချိန်နဲ့ရမယ် project လေးပါ pet friendly ကိုမှဘဏ္ဍတန်းကြော်လေးနဲ့ရမှာဆိုတော့အရန်ကိုတန်းတဲ့ project လေးပဲဖြစ်ပါတယ်။ဒါအပြင်စုစုပေါင်းအခန်း100ကိုပဲ special promotion တွေနဲ့ရမှာမလို့အခုပဲ Home Thailand Estate မှာအခန်းကောင်းတွေကိုလက်ဦးမှုရယူလိုက်ပါတတာ